လူပြိုလုံးမနေမီလုံးမိမရခဲ့ပြီတို့ယောက်ျားတွေမင်းတို့အတွက်ဆိုလို့ကိုကြိုးစားတယ်ဒါပဲမဲ့မိမတွေစီလိုလဲပေါက်ရှာတယ်မဟုတ်တာလဲပြောတတ်တယ်ယူမိတာမှာပဲတင်မာတဲ့ဒန်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 ပေပါပြီပေပါပြီဟာအမလေးကမ်းမီနဲ့တူပါရဲ့ဟမ်အချိန်ကြီးမပြည့်ရင်လည်းငါကပြဿနာအရှာခံအောင်မရတာလည်းငါဦးမယ်ဒီမိန်းမတယောက်ယူမိတာကွာမှားကုန်မှားပါကိုကြီးလည်းဘာမှကိုမကြက်သေးဘူးအာခါတော့ခန့်ဟာWhat? ဟာရအေးဟာနေကြီးကြောင့်တော့အရှိမှာကွာမင်းဟာလေ ဟာဒီမှာငါလုံးမဘလုံးမမရတော့ဘူးဟာ နေကြီးအိမ်ရှိမှာအဲ့လိုမလုပ်ရဘူးဟက်ကောင်ရဲ့လက်ပိတ်တတ်တယ်လက်ပိတ်တတ်တယ် ဒီလုံးမလုံးရင်လည်းမရတော့ဘူးဘလို့လက်ပိတ်နာတော့ မင်းကွာမိမကြီးကြောင်လို့ရှိနေတာ ဟဲ့မင်းဘာပြောနေရတော့ အဲ့မချိုးချုံနေဘာလုပ်နေတာ ဟာဒီမှာကွာမျက်လုံးနဲ့ငြုပ်သေးဝင်လို့ဒီမှာမဝင်အောင်လို့မှထောင်းနေတာ ဟာကွာမင်းဟာလေရုပ်သီးမြယူတန်းထောင်းလေရပါတယ်ဟာ ဟာဆက်တယ်ဟာမျက်လုံးနဲ့ဝင်လို့ရှိရင် အာမျက်လုံးထဲဝင်တော့ဆက်တယ်ဟာလားထောင်းရင်းနဲ့ဖင်ထဲဝင်တာဘယ်နဲ့လောက်ဝင်တော့ အဲ့ဒါနေရာကျနေပြီ မင်းဟာတော့ခက်တဲ့ကောင်ကွာ ဟဲ့လာလာအဲဟာတော့ မင်းဟာကိစ္စရှင်းရတယ် အောင်ပြောဘာကိစ္စ မယူတော့ယူပြီးတော့အခုကြာမှလာမေ့ကြအောင်ဆောင် ဘာလို့တော့ဘယ်တော့ကတော့ဘာရေးလဲ What? သိလို့လား မင်းကရှိအကျွေးယူထားတာလေအဲ့အကျွေးလာတောင်းတာလေ ဘယ်တော့အောင် ဟော အတိအကျပြော ယူတော့ယူပြီးတော့မေ့ရအောင်ဆောင်တယ်ဒါကြောင့်ပြောတာလူကြီးတွေကကျွေးယူပြုံပြုံတောင်းတောင်းမုံမုံဆိုတာဟဲ့မင်းငါ့ကိုပတ်စံ1900အကျွေးပေးစရာရှိသေးတယ်လေ 1900လောက်နေရော ဟာ1900လည်းပတ်စံမဲဟာဒီပြည်ဒီကလာကြီးမှာပတ်စံရှာတာလောက်ခက်ခဲကြအောင်မှန် ကြော့တရားပြန်ပေး 1900 ဟုတ်တယ် ငါမျိုးတရားပြန် อืม နေငါကြည့်လိုက်မှာငါပတ်စံအေးဟဲ့ငါမှတရားလည်းမပါဘူး အာ အဲ့တော့လို့မင်းမှမင်း200ယူမင်းမတရားရှိလား ငါမှလည်းတရားမရှိဘူးကွာ မင်းမှဘယ်လောက်တောင် အား ရှိ လာ လဲ မရှိ မင်းမှ900ရှိတယ် ရော့ အေးဟုတ်တယ်အဲ့တော့ငါမှ400ရှိတယ် အဲ အဲ့တော့မင်းဒီ400ကိုမင်းယူလိုက် အဲ အဲ့တော့ငါကြိုက်သွားပြီ What? မကြိုက်သေးဘူးလေငါ200တောင်လိုဦးမယ်လေ မကြိုက်သေးဘူးလား မကြိုက်သေးဘူးရော့200လုံး200လုံးမှာ အော်200လုံးမှဆိုရင်အဲ့900တည်းမင်းယူ အဲ့ဒါမင်းယူ အေးငါ အဲ့ဒါ 1000မဟုတ်ဘူးလေရ Huh? ငါကဟို2000နဲ့မှ300ရရမှာလေ အဲ့ဒါတရားယူအဲ့ဒါတရားပြန်ပေး 100ပြန်ပေးငါမှ100မပါဘူးလေ မပေါ့လား အဲ့တော့မင်း900တည်းပေး အဲ့ရ ငါမင်းကို400ပေးတော့100ဖြစ်သွားပြီ100ခုလိုက်ပြီနော် ဟုတ်ပြီမကြိုက်သေးဘူးလေ ဟုတ်ဘူးလား နောက်200ပေးအောင် မင်းမလောက်လို့နေသေးတာ 200လုံးနေ 200လိုနေရင်ငါကမ200လည်းမရှိဘူးအဲ့တော့မင်း900တည်းယူ ရော့ဒီမှာမင်း200ပြန်ပေး 200ပြန်ပေးကြိုက်နေပြီ ကြိုက်နေပြီ မင်းကွာစင်ပြောတော့တင်ရှာနေကြောင်းပြီးထားတာပတ်စံ Huh? မဟုတ်သေးဘူးလေဟာတော့ငါက2300ရရမှာလေ အဲဟုတ်တယ်လေ အဲ့တော့ပြန်ရှိဘူးမင်းရှိတော့ဘယ်လိုငါ့ဟာငါ့ကိုရပြီအဲ့ဒါတော့ဒီလိုဆိုတော့ ဟာအဲ့တော့ ဟုတ်တာဟုတ်တယ် 200လုံးလေ ငါလည်းဘာမှမရှိဘူးဟောတော့ပြန်ပြီအားနေအားနေ တရား အားကြောင့်ရှိပြီငါကဆို အေးမင်း200 100ပေးလေအေးလေအဲ့ အဲ့မှာငါ100လိုသည် ငါ100လိုမှလေအဲ့ဆို အေးအဲ့100ကိုရော အေးအဲ့ဆိုငါ200 400ကွာဟုတ်ပြီလားပြီ အေးဒီတော့ဒါမှငါ100လိုသည်တွေ ဟိုရလာပြီကွာဒုက္ခပဲအဲ့တော့ငါမှ100မရှိဘူး အဲ အဲ့တော့မင်း400ယူငါ့ကို100ပေး အဲ့တော့ငါ200လိုသည်တွေလေ မင်းအဲ့လိုမင်းတက်တက်မလုပ်နဲ့လေမင်းအချင်းချင်း အေးအောင်မင်းကအချင်းချင်းကိုလုပ်ချင် အဲ့ငွေချင်းနဲ့ပတ်သက်လာရင်ငါတို့ကမသိမျက်နှာကြည့်တာမဟုတ် အေးငါလည်းမျက်နှာကြည့်တာမဟုတ်ငါ100 200လိုသေးတာကိုမင်းကမပေးတာလား ဘူးမင်းကမပေးတာမဟုတ်မင်းကအလုံးမရှိလို့ငါပြောနေတာနော်မင်းကငါပေးနေတာမဟုတ်ဘူးလား200လဲ အေးအဲ့200ကိုငါယူလိုက်တယ်ဒီမှာအနှုံးမရှိလို့ဒီမှာ900ယူလိုက်တယ် ဟဲ့အဲ့900ငါ900လေဒီ900မင်းပတ်စံမဟုတ်ဘူးငါပတ်စံ အဲ့ဒါဆိုဒီ2500ငါပတ်စံ ဒီ400ငါပတ်စံဟုတ်တယ်အဲ့ဆိုမင်းကအကျွေးပေးရအောင်ပါလေမင်းအကျွေးမပေးချင်တော့မင်းညံစင်းမနေနဲ့ မဟုတ်ဘူးဒီမှာမင်းကို မင်းအကျွေးမပေးချင်မပေးချင်ဘူးလေဟဲ့မင်းတိုင်ရတယ်ဟဲ့မလူတော့မပြည့်တော့ကုန်မယ်နော်
ဒီ ပြမင်းကချီးတော့ငါဒီမျက်ခွန်မျိုးနဲ့ချီးခဲ့တာမဟုတ် ဘယ်ကွာ ဟေးမှတ်ထားဟဲ့မှတ်ထား